အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Let's Read Channel ကနေကြိုဆိုပါရစေစာဖတ်ဖို့အချိန်မရှိတဲ့သူတွေအတန်းနဲ့နားဆင်ရတာကြိုက်တဲ့သူတွေအတွက်ဒီ channel လေးကနေစာအုပ်ပေါင်းများစွာကိုတင်ဆက်ဖတ်ပြပေးသွားမှာမို့ like and subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့အောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်အခန်းနှစ်မဲစာမြိုင်နဲ့သူပရာစာကိုခန့်ထူမဲစာမြိုင်ပေါ်ဝယ်ငွေလာရောင်သည်ကြာဆင်းနေပေပြီအေးမြသောငွေလာရောင်အဝယ်မဲစာမြိုင်ဤတစ်ပင်အုပ်တို့သည်မတုံမလုတ်ရက်တည်နေသည်နက်ဆိုင်သောတရိပ်တို့သည်မြေပြင်ဝယ်လဲလျောင်းလျက်ရှိသည်ငွေရောင်ရာဇမတ်ကွက်တို့သည်တရိပ်ကြောင့်မှောင်မဲသောမြေပြင်ဝယ်ပြိုးပြိုးပြောက်ပြောက်ကြားရောက်နေပေသည်တချီတချီတိုးဝေသောစောင်းလေကြောင့်ရုတ်ခနဲခုံစင်းကြသောတရွက်တို့၏ပွတ်တိုက်တံမှလွယ်၍ဘာတမ်းမှမကြားရမဲစာမြိုင်သည်တိတ်ဆိတ်နေသည်ထူးခြားစွာပင်စိတ်ငြိမ်လွန်နေသည်မဲဆာမြိုင်၏အရှင်သခင်တို့နေထိုင်ရာနှစ်ထပ်တိုက်ကြီးသည်လည်းလူတန်သူတန်ကင်းကအသက်မဲ့စွာရပ်တည်နေသည်စိတ်ငြိမ်လွန်းစွာရှိနေသဖြင့်တိုက်အိမ်ကြီးသည်ရှေးဟောင်းပုံမြင်မှစွန့်ပစ်ချင်းခံထားရသောတိုက်အိုကြီးတစ်လုံးပေလောဟုမှတ်ထင်ရပါ၏တို့ရာတွင်တိုက်ကြီးသည်ခစ်ဆန်လှ၍ခန့်ထည်ခြင်းရှိလာပေသည်ကြီးမားခန့်ထည်သောကြောင့်ပင်စိတ်ငြိမ်သောကာလညအခါတွင်ပို၍အသက်မဲ့ကင်းတရားဖြစ်နေသည်73ရက်သားလာ၏အယောင်သည်မယမ်းပင်တို့၏ထိတ်မှပုတ်တိုက်လျှော့တက်ခါတိုက်ကြီး၏လက်ရဘတ်တစ်ချမ်းကိုသာအလင်းရောင်ထိုးပေးထားနိုင်သည်ကြံတစ်ချမ်းမှာမှောင်ရိပ်ခုန်နေသဖြင့်နွယ်တက်နေသောနံရံကက်ရွက်လပင်ပန်းငယ်တို့၏စိမ့်ရင်သောအယောင်နှင့်ရောလျက်မဲနေပေ၏စောင်း၏နှင်းမုံတို့သည်ည၌ဝေနေသည်ဝေနေသောနှင်းတို့သည်ကျဆင်းပြီးသောအခါခြံတွင်းရှိပန်းမှန်တို့၏အပေါ်၌ခိုတွဲနေသဖြင့်ည၏မွေသောပန်းတို့သည်လရောင်တွင်လန်းဆန်းဝင်းလျက်ရှိနေသည်ဤမြအေးချမ်းတိတ်ဆိတ်၍မွေသောပန်းမှန်တို့ရှိရာလရောင်အောက်မှမဲစာမြိုင်သည်အပန်းဖြေနားနေ၍တင့်လျော်ကောင်းမြက်လာပေ၏မယန်းအုပ်စုတို့နှင့်လှမ်းရာတံပရာပင်ပြိုတို့အနီးမှယူဇနနှင့်စပယ်ယုံတဝိုက်တွင်လမ်းလျှောက်နေရန်လဲတောင်းတပွဲဖြစ်လာပါ၏တို့ရာတွင်မဲစာမြိုင်အတွင်း၌လူရိပ်လူရောင်ဟု၍မရှိစိတ်ငြိမ်လွန်လာသဖြင့်လူသူမှန်သမျှအိမ်မောကြကုန်ပြီလောဟုထင်မှတ်ဖွယ်ဖြစ်တော်လဲည9 နာရီပင်မထိုးသေးပါ၎င်းပြင်ဤအိမ်ကြီးနှင့်ခြံကြီးရှင်ဖြစ်ကြသောမောင်နှမ2ဦးမှာညနေကားပင်ဆွီဒင်ပြည်မှနိုဘယ်ဆုကိုစုခိုး၍ပြန်လာစားဖြစ်သေးသည်ဘဝဝယ်ထူးခြားသောအောင်မြင်မှုတစ်ရပ်ကိုစုမွန်အဖြစ်ရပြီးကစား၌အဘယ်တွေးခေါ်စဉ်းစားတတ်သမျှခံစားကုန်ယူတတ်သောလူတော်တော်တို့သည်အေးဆေးစွာအိမ်မောကြနိုင်ပါမည်နီဤအချိန်မျိုးတွင်လာရောက်တဲ့မေးကြသောမိတ်ဆွေအပေါင်းတို့နှင့်စူညံပျော်ရွှင်နေဖို့ကောင်းပါ၏သို့မဟုတ်ရေဒီယိုမှပြည်တော်စုသားအားလုံး၏ကိုစားမိမိတို့၏ဂုဏ်ကျက်တည်ကိုချီးမွမ်းထောပနာပြုတံကိုနားထောင်နေကြဖို့တင်ပါ၏တို့ရာတွင်မဲဆာမြိုင်နှင့်အင်ကြီးမှတိတ်ဆိတ်သောညကိုပို၍တိတ်ဆိတ်အောင်ပင်ငြိမ်သက်နေသည်တချီတချီတိုးဝဲလိုက်သောစောင်းလေချမ်း၏စိမ့်စိမ့်ညင်ညူးတံမယမ်းရွက်တို့၏ပွတ်တိုက်တံခြံနောက်ဖက်အင်းလျားကန်ရေပြင်မှလှိုင်းပုတ်တံဤတံများသည်ည၌အသက်ရှိလှုပ်ရှားနေကြသည်မဲဆာမြိုင်သည်အေးမြသောလာရောင်အဝယ်စိတ်ငြိမ်ရိုးစိတ်ငြိမ်စဉ်မဟုတ်သောနီလန့်ဖြင့်စိတ်ငြိမ်နေသည်မဲစာများ၏တခုတည်းသောအဝင်အထွက်ဝင်းတကားမှလည်းပိတ်ထားသည်ဖြူဖွေးသောတကားနှစ်ရွက်သည်ညင်းပယ်သောတရံနှင့်လာရောင်ပြိုးပြောက်သောကတ္တရာစည်းလမ်းထိပ်တွင်ပိတ်လျက်သာရှိနေသည်ခြံရှင်တို့သည်အပြင်လောကမှမိမိတို့ဘာသာတိမ်းရှောင်နေုံမကအပြင်လောကကိုလည်းမဲစာမြိုင်နှင့်အဆက်ဖြတ်ထားပုံရပါ၏ကျဆင်းနေသောခြံဝဝယုံပင်ရိပ်ကြောင့်တကားအတွင်းဘက်ခုံရှိတစ်ခုပေါ်တွင်မောပန်းစွာမှီလဲနေသောလူတအူအားရုတ်တရက်မြင်နိုင်ရန်ခက်ခဲသည်သူသည်တောက်ခတ်ထားသောဤတကားကိုစောင့်နေရသူဖြစ်သည်ယခုမောပန်းလွန်လာ၍လှဲနေသည်သူ၏အကိုကြီးနှင့်မမလေးတို့ကပြန်ရောက်ချင်းပင်စောင့်ရမည့်ဒရဝွန်အစားသူ့အားတကားဆောင်ရန်တာဝန်ကိုပေးအပ်ခဲ့သည်နေဝင်စကလေးကပင်သူသည်ဤနေရာမှတဦးရန်ထိုင်ခံ၍ညင်းပယ်နေခဲ့ရပါ၏ကတိကသက်မေကွန်းထူလာသောသတင်းစာဘက်မှလူများကိုလည်းခုခံနေခဲ့ရသည်ဇွတ်တရုတ်နိုင်လာသောမိတ်ဆွေများကိုလည်းတောင်းပန်နေခဲ့သည်9 နာရီရှိပေပြီသူလည်းအတော်မိုးပန်းခဲ့ပေပြီမောပန်းလွန်သဖြင့်ထိုင်ကုန်ကိုမှီပြီးနားနေခိုင်းဖြစ်တော်လဲသူစိတ်မှမူအလုံးများနေ၏ငွေလာရောင်သည်အေးချမ်းလာ၏မြုပ်ကင်းသဖြင့်တန့်တန့်စင်နေသောမိုးပြပြသည်လည်းအဆုံးမရှိအံ့မထင်ပြန့်ပြောနေသည်တို့ရာတွင်မဲစာမြိုင်သည်သာကျင်းမြောင်းနေ၏ညင်းပယ်ခြင်းနှင့်ရှောင်ပုန်းခြင်းသည်ကျင်းမြောင်းခြင်းပင်မဟုတ်ပါလောသူသည်လာရောင်အဝယ်ထီထီရက်တည်နေသည့်အင်ကြီးအားမတိမတာအံကျဲ၍ကြည့်မိသည်ငယ်စဉ်ကတည်းကယခုအသက်30ကျော်အထိမဲစာမြိုင်တွင်သူနေခဲ့ရသဖြင့်လာရောင်ဝဲတောက်ပသောအင်ကြီး၏အတိတ်ဇလန်းကိုသူမြင်ခဲ့ဘူးပဲပြီ
တံမယာပင်ရိပ်စပယ်ယုံတဝိုက်မှငွေရရောင်ဤလှပသောကြပြလေးများဤရတကိုလည်းသူခံစားခဲ့ပူပေပြီသူသည်မျောလင့်ချက်ဆုံးသောလူတစ်ယောက်၏အကျွင့်မဲ့တည်ငြိမ်ခြင်းဖြင့်ထိထိရက်နေသောအင်ကြီးအားငေးကြည့်နေမိသည်စင်စစ်မူကမဲဆာများ၏အထုပ်ပတိတွင်စိတ်ကူးရင်အပိုင်းသည်ကုံဆုံးခဲ့ပြီးဖြစ်လေသည်ယခုအခါမူအိုမင်းသောဘဝ၏ညှို့မိုင်သောအပိုင်းသို့ဆက်ရောက်ခဲ့လေပြီသူသည်သူ၏ကိုကြီးနှင့်မမလေးတို့လောကဆိုသည်ကိုဘယ်ပုံမြင်သွား၍ဘယ်ပုံခံစားရခြင်းသည်ကိုသိသဖြင့်မအံ့ဩတော့တော်လဲဝမ်းနဲ့ပလက်မှုဖြစ်နေရှာ၏သူကဝမ်းနဲ့ပလက်နှင့်ဖြစ်နေစဉ်မှာပင်ဆူးရှသောမာဂျူရီကားမိအောင်သည်ဝင်းတကား၌ထိုးလာ၏ခလန်းလန်းမှပင်ဟွန်းတန်ပေးပြီးပစ်ကတ်အမျိုးအစားကားကြီးတစ်စီးသည်အရှိန်ကိုလျှော့လျက်ထိုးဆိုင်လာသည်သူကမော်တော်ကားကိုမှတ်မိတဲ့ကဲ့သို့ခေါင်းတစ်ဆက်ဆက်ညှိမ့်လိုက်ပါသေး၏ကားသည်တကားအနီးတွင်ထိုးဆိုင်ပြီးသည့်နောက်ဟွန်းသုံးချက်ဆက်၍ပေါ်လာသည်ခြံတွင်းမှသူသည်တကားဝတွင်ကိုထင်ပြလိုက်သောအခါကားပေါ်မှခံရသောလူတအူးဆင်းလာခဲ့သည်ထိုသူသည်ဘန်ကောက်လုံကြီးတက်ကလပ်မီးကိုရောင်တိုက်ပုံနှင့်တားနာစွာဝတ်ဆင်ထားသည်။အော်မင်းကိုယ်တိုင်တောင်မှပဲစောင့်နေရသလားမောင်ဘိုးတောင်။သူကရင်းနှီးစွာနှုတ်ဆက်သည်ကိုဘိုးတောင်သည်ဘာမှပြန်မဖြစ်ဘဲတကားနှစ်ရွက်ကိုစုပ်ကန်ရင်းငြိမ်ရက်နေသည်လူရွယ်ကသာဆက်မေးသည်မင်းကိုကြီးနဲ့မမလေးတို့ကအိမ်ထဲမှာရှိကြတယ်မဟုတ်လားရှိပါတယ်ဆရာနှစ်ယောက်စလုံးပဲရှိကြပါတယ်နေကောကောင်းကြတယ်မဟုတ်လားနေကောင်းကြပါတယ်ဆရာဘယ်နဲ့မောင်ဘိုးတောင်တကားဖွင့်မပေးတော့ဘူးလားယင်ဝမ်းနေပါတယ်ဆရာဘာကွက်မောင်ဘိုးတောင်ကျွန်တော်အများကြီးဝမ်းနေပါတယ်ဆရာလူရည်သည်အံ့ဩလဲသွားသည်စိတ်လဲတိုသွားသည်မင်းဘာတွေပြောနေရလဲမောင်ဘိုးတောင်ပြီးတော့ဘာတွေဝမ်းနေနေတာလဲကျွန်တော်ဝမ်းနေတာကဆရာကိုတကားဖွင့်မပေးနိုင်လို့ပါဒီညအဖို့ဘသူ့ကိုမှတကားဖွင့်မပေးဖို့ဆရာကြီးကကျွန်တော်ကိုအမိန့်ပေးထားပါတယ်ဘလို့ကွယ်မောင်ဘိုးတောင်ဘသူ့ကိုမှတကားဖွင့်မပေးရဘူးတဲ့လားဟုတ်လားဘိုးတောင်သည်မဖြေပဲမတုံမလျုပ်သာရက်နေ၏ဒီလောက်တောင်ပဲတဲ့လားမောင်ဘိုးတောင်ရဲ့လူရွယ်ကညင်းညူသည်ငါအခုမန္တလေးမှာအမှုလိုက်နေရကနေမင်းကိုကြီးတို့မမလေးတို့ဒီနေ့ပြန်ရောက်မယ်ဆိုလို့ကားကိုကိုယ်တိုင်မောင်းပြီးစင်ပြေးလာခဲ့ရပါတယ်ကွယ်ဘိုးတောင်သည်အတိတ်ပဲဆုံးစွာနှင့်သူ့ကိုငေးကြည့်နေသည်မှန်ပေလိမ့်မည်သူ့မျက်နှာမှာနွမ်းနယ်နေ၍ခေါင်းမစပင်များဖွာနေသဖြင့်အရေးတကြီးပြေးလာခဲ့ပန်းသိတာသည်ကဲပါမောင်ဘိုးတောင်ရဲ့တကားဖွင့်ဖို့ကိုမင်းတာဝန်ယူလိုက်စမ်းပါမင်းကိုကြီးနဲ့မမလေးကိုရှင်းပြဖို့ကငါတာဝန်ထားပါသူသည်အာကိုတကြီးနဲ့ဘိုးတောင်ကိုတောင်းပန်သည်ဘလို့နည်းနဲ့မှကျွန်တော်မှဖွင့်ခွင့်မရှိပါဘူးဆရာဘိုးတောင်ကြီးစကားကြောင့်လူရွယ်သည်လှုပ်ရှားသွားသည်ငါဟာကိုထွန်းအောင်ရဲ့တငယ်ချင်းတယောက်ပါမောင်ဘိုးတောင်တို့ရရင်ဘိုးတောင်ကမလုံဂုံတီရှိဘီလက်ပြန်ဝစ်လုံတော်ရကြီးဦးမင်းဆွေအဖြစ်နဲ့ကောမင်းငါကိုမှတ်မိသေးရဲ့လားယင်မောင်ဘိုးတောင်သူကနာကြီးစွာဆိုသည်ကိုဘိုးတောင်ကအေးချမ်းစွာပြန်ပြေ၏မှတ်မိပါတယ်ဆရာဦးမင်းဆွေပြီးတော့တခါကမမလေးရဲ့လူချင်းချင်းသဘောတူတဲ့သူတူအဖြစ်နဲ့လဲကျွန်တော်လေးစားတော့မှာပဲဆရာဘိုးတောင်သည်ဆက်လက်ရွေကျေးစွာတောင်းပန်သည်ဒါပေမဲ့ကျွန်တော်ဟာမမလေးတို့ရဲ့လာကားကိုစားနေရတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်တမိန့်ကိုသာနာခံရမဲ့သူအဖြစ်ကိုဝစ်လုံတော်ရဖြစ်တဲ့ဆရာနားလေတော်မူပါလိမ့်မယ်ဘိုးတောင်သည်စိတ်မကောင်းစွာတောင်းပန်၏သူ့ဟန်မှမူကြောက်ရွံ့ကဲ့သို့ခိုင်မာနေသည်ဝစ်လုံတော်ရဦးမင်းဆွေသည်စိတ်ပြက်စွာခေါင်းကိုခါသည်တစ္ဆာကြီးသောဘိုးတောင်ကိုသူ့အရှုံးပေးရပေတော့မည်ကောင်းပါပြီဘိုးတောင်ရဲ့ဒါပေမဲ့မင်းမမလေးတို့ကိုမေးလိုက်စမ်းပါကွာလူတယောက်ကိုဒီထိအောင်ဝမ်းနဲ့ပလက်ဖြစ်ဖို့ဘာလို့စွတ်ပစ်ထားနိုင်နေဆိုတာကိုပြီးတော့ငါဝင်ချတောင်းပန်ပြီးပါပြီကွာရန်သူတော်မှဝင်ချရင်ကြေရရိုးရှိပါသေးတယ်ဆရာပြောလိုက်တဲ့စကားတွေကိုကျွန်တော်ဆက်ဆက်ပြန်ပြောပြပါမယ်ဒါပေမဲ့ဆရာကိုတခုကျွန်တော်အကြံပေးချင်ပါတယ်ဆရာကြီးနဲ့မမလေးတို့လည်းဘလောက်များဝမ်းနဲ့ပလက်ကြည်ကြည်ကွက်ကွက်ဖြစ်နေတယ်ဆိုတာကိုသူတို့နဲ့ဆရာတွေ့ခွင့်ရတဲ့အခါမေးကြည့်လိုက်ပါအောင်ဆရာဝတ်လုံတော်ရဦးမင်းဆွေသည်ခေါင်းကိုငုံရင်းတွင်တွင်ခါနေ၏ပြန်မော့လိုက်သောအခါတွင်မူရင်ကွက်ပလက်ဖြစ်နေသောလူတစ်ယောက်၏မျက်နှာကိုပိုတောင်းမြင်ရ၏ဦးမင်းဆွေသည်တကားကိုဆန့်တန်းထောက်ယူထားသောလက်တို့ကိုလေးပင်စွာဖြုတ်ချလိုက်၏မျောလင့်ချက်ကင်းမဲ့စွာနှင့်အင်ကြီးစီသို့တစ်ချက်လှမ်းကြည့်လိုက်ပြီးဇက်ကြိုးကြမြဲကျသွားသည်နှစ်ဦးသားစကားမဆိုအတန်ကြာငြိမ်နေမိကြ၏နောက်ဆုံး၌ဦးမင်းဆွေကတုံရင်သောအတန်ဖြင့်ဆိုသည်အေးအေးဘို့သားဒါပါပဲကွယ်သူသည်ဘိုးသားနှုတ်ဆက်၍ဖြင်းညင်းစွာဖြင့်ကားစီသို့တလန်းချင်းကပ်သွားသည်ဘိုးသားသည်စိတ်မကောင်းခြင်းကြီးစွာဖြင့်ရက်နေမိသည်ဦးမင်းဆွေ၏ကားနောက်မီနီကလေးများကွယ်ပြောက်သွားသည့်အထိငေးကြည့်နေပြီးမှတပြင်းရှိုက်၍ခုံနှန်းပေါ်တွင်ခြေပြစ်လက်ပြစ်လှဲချအိတ်လိုက်သည်